အားလုံးပဲမင်္ဂလာပါရှင်ရှင်တရားကဘာပြန်လဲကြိုဆိုပါရရှင်ဒီနေ့မှာတော့ပီပလာတာလေးလှုပ်ရှားပြပါရရှင်ပထမဆုံးပီပလာတာလုပ်ဖို့ဆိုရင်တော့ကျမဟန်လေးနဲ့လှုပ်ထားတာပေါ့နော်စက်သွန်ဖြူစက်သွန်နီလေးတွေကိုစီးတက်လိုက်ပါတယ်အရောင်လေးထည့်ပဲပေါ့နော်စနွေးမုံနဲ့အရောင်တယ်မထုံးစံတိုင်းမှာပဲဘာမှတိတ်ထူထူတော့မရှိပါဘူးစက်သားဟင်းချက်တလို့ပါပဲလက်မျိုးစီးတက်ပြီးတော့နည်းနည်းလေးစက်သွန်လေးကျွန်းလာအောင်ပေါ့နော်စီးတက်လိုက်ပါတယ်စက်သွန်လေးကျွန်းလာပြီဆိုလို့ရှိရင်တော့စက်သားလေးထည့်ပြီးတော့စက်သားဟင်းအနှစ်ကလေးအရင်ချက်လိုက်တာပါအဲ့ဒါနောက်မှာမှဆက်ပြီးတော့အာလူသီးနဲ့ကလဘဲကိုထည့်ပြီးတော့ချက်တာဖြစ်ပါတယ်အရန်ကိုလွယ်ကူပါတယ်ရှင်လိုက်ကြည့်ကြပါဦးရှင်ရေကတော့ကိုကြိုက်တယ်လို့အနေထားတီးထည့်လို့ရပါတယ်အဲတော့ကြက်သားလေးကြက်ပြီးနူးပြီဆိုရင်တော့ရေထပ်ထည့်ပါတယ်အဲကျမတို့မိသားစုလေးစားဖို့အတွက်ပဲမို့လို့ဒါအနှဲငယ်လေးထည့်ထားတာလူများရင်များတယ်လို့အချိန်စားကတော့များတော့မှာဖြစ်ပါတယ်အဲတော့အာလူသီးလေးထည့်ပါတယ်အာလူသီးရွယ်တော်လေးတွေတုံးပြီးတော့နောက်တစ်ခုကတော့ဒီကလပဲထောင်းပြီးသားပေါ့နော်ကလပဲပြုတ်ပြီးထောင်းထားတဲ့ဟာလေးထည့်ပြီးတော့ချက်ပါတယ်တချို့ကလည်းပဲမုန့်နဲ့ချက်ကြတာရှိပါတယ်ကျမတော့ကလပဲနဲ့ချက်တာကိုပူကြိုက်တဲ့အတွက်ကလပဲလေးသုံးထားပါရရှင်ဒါလေးကနပတ်သွားရင်တော့ဟင်းလေးရတော့မှာဖြစ်ပါလေရှင်အာလူလေးလည်းဤသွားပြီဆိုရင်တော့မဆလာလေးနည်းနည်းအုပ်လိုက်ပါတယ်အနက်အတွက်ဖြစ်ပါတယ်မဆလာလေးလည်းရသွားပြီအာလူသီးလေးလည်းဤပြီဆိုရင်တော့သုံးဆောင်လို့ရပါပြီအမအုပ်ဆုံးပလာတာလေးတွေကိုကက်ကြီးလေးနဲ့ကိုက်ပေးထားပါတယ်အဲ့ဒီထဲကိုမှကျွန်မဟင်းရည်လေးလောင်းပြီးတော့စားလိုက်ရုံပါပဲရှင်ရန်ကိုအရသာရှိပြီးအာဟာရရှိလာတဲ့ဒီပလာတာလေးဖြစ်ပါတယ်ရှင်စားကြပါအောင်ရှင်သူနဲ့တွဲဖက်ပြီးသုံးဆောင်မှုကတော့ပူစီနံရဲ့